မတိမြဲဘူးဗျမတိမြဲတော့နောက်လူတွေရောက်လာတယ်ဘာမှမသိခဲ့တော့ဟုတ်မလို့နဲ့အချိန်တော့ကိုပြန်ခံရတာပေါ့အဲ့လိုဖြစ်သွားတာအခုကတခုဘုန်းနေပေါ့နော်သတိပေးချင်တာတခုလေးရှိတယ်အဲ့ဒါပါလဲဆိုတော့ပြည်တွင်းထဲမှာရှိနေတဲ့လူတွေတကယ်လုံနေတဲ့လူတွေအဓိကကတော့ဟိုညောင်သီးလဲစားလေးတန်လဲနောက်ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်ဟိုပုံစံမျိုးနဲ့သွားရမယ်ပြီးတော့ဟိုကိုယ့်ရဲ့အသက်အန္တရာယ်ဒီကိုယ်တိုင်ကြည့်ပြီးတော့ရှောင်မရအောင်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ကိုလုံနေတဲ့အချိန်မှာတော့အကောင်းမြင်ပြီးတော့မှဟိုတခုခုဖြစ်သွားပြီဆိုလို့ရှိရင်ဟာဒီလူကတော့ဒီလိုဖြစ်သွားတယ်စိတ်မကောင်းဘူးဆိုတာတော့ပဲလုပ်ပေးနိုင်ပါပြောနိုင်ပါတကယ်တမ်းမြေပြင်ဟိုထိထိရောက်လိုက်လုပ်ပေးနိုင်မှာမဟုတ်ဒါကသူတို့အပြစ်ပြောတာမဟုတ်ဘူးသူတို့မှလုံနိုင်တဲ့အင်အားသူတို့မှလည်းမရှိမလုံနိုင်လို့အပြစ်ပြောစရာမဟုတ်ဘူးသူတို့တကယ်ပြောနိုင်တာဆိုလို့ရှိရင်တော့စိတ်မကောင်းဘူးဆိုတာတော့ပဲပြောလို့နိုင်တယ်တကယ်တမ်းလိုက်ပြီးတော့ကုညီဆောင်ရွက်ပေးနိုင်တဲ့အင်အားတွေဘယ်သူမှမရှိကြတော့အဲ့တော့ပြောရင်တော့ရေရှည်ဝါမဲ့သွားအယိုးကြည့်ရှောင်မှုပဲပြောချင်တယ်နော်ကိုကရေရှည်ဝါရမှာလေအဲ့တော့အယိုးကြည့်ရှောင်မှန်တာပေါ့ရှင်းတယ်ဟိုဖြစ်လိုက်ပြီဆိုရင်တော့ကိုပဲခံရမှာခံရရင်ကိုခံရမှာအဲ့တော့ကိုဒေးသားတဲ့သူတွေကတော့စိတ်မကောင်းရင်ကလွယ်လို့ချင်းဟိုကိုနားမှာရှိနေတော့မှသူတို့မှလိုက်လုတ်ပေးနိုင်တဲ့လိုက်ပြီးတော့ကူညီပေးနိုင်တဲ့အစွမ်းအစပေါ့နော်ပြောမှဆိုရင်ပိုင်ဆိုင်ဟိုတီးတဲ့တက်တဲ့လူတွေမရှိဘူးအကူအညီသူတို့တောင်းရမယ့်လူတွေမရှိဘူးမသိဘူးအဲ့လိုမျိုးတွေရှိနေတယ်အဓိကကတော့သူတို့မှလည်းမျောလင်းချက်မဲ့နေတဲ့လူတွေစိတ်မကောင်းတာတော့တကယ်သူတို့ရင်ထဲကစိတ်မကောင်းတဲ့စကားတန်တော့ကြားရမယ်ကူညီမှုကတော့သူတို့တောင်မှခက်ခဲနေကြတာလေဟောခက်ခဲနေကြတာအကုန်လုံးအခက်ခဲနေတော့ကိုဖြစ်ကိုခံပါပဲဘယ်သူမဆိုကျွန်တော်လိုက်ထဲမှာဝင်ကြည့်နေတဲ့အမျိုးတွေလည်းကိုဖြစ်ကိုခံပါကိုခံရမှာဘယ်သူမှဝင်ခံရမှာမဟုတ်အဲ့တော့ကျွန်တော်မမြောက်ပေးဘူးကိုလုံးနိုင်တဲ့ဟာကိုပဲကိုလုံးမလုံးနိုင်တဲ့ဟာကိုမလုံးနဲ့အတင်းအာရမကြီးနဲ့သွားလုံးလို့မရဘူးလုံးရင်ကိုခံရမှာအဲ့တော့ခံရလို့ချင်းကျွန်တော်ဆိုရင်လဲစိတ်မကောင်းဘူးလို့ပဲကျွန်တော်ပြောနိုင်မှာနော်ကျွန်တော်ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဒါလေးပဲကျွန်တော်တော့ပြောချင်တယ်ဖြည့်ဆွက်ပြီးတော့နော်ကျွန်တော်ရှိမှလဲ line ရကြပြောပါညီကိုတွေပြောပါအေးပေါ့အဲ့ဒါပါပြောတယ်ကျွန်တော်တို့လည်းသိနေပြီလားဆိုတော့ဟိုပြည်သူတွေကလည်းသိမှာပါဘာဖြစ်လို့ဆိုတော့ဒီနေ့နိုင်ငံမှာဒီတိုင်းပြည်ရဲ့အတည်ငြိမ်အေးချမ်းမှုအတွက်ကိုကျွန်တော်တို့ကဘယ်လောက်ပဲပြောနေဟိုဘက်ကလည်းနားမထောင်ဒီဘက်ကလည်းနားမထောင်ဒါပေမဲ့သူတို့နားမထောင်တာကိစ္စမဟုတ်ဒါပေမဲ့ပြည်သူပြည်သားတွေကဒုက္ခရောက်တယ်အဲ့တော့တိုင်းပြည်မှာဟိုတင်ပေါ့ PDF တရားလည်းမင်းတို့ဘောမလာဆိုပြီးရှင်းရောသိတယ်မဟုတ်လားဟိုကိုကဂျားနေပြည်သူလောက်တော့လဲဒါလက်ရှိအစိုးရလောက်နေတာကိုလည်းထောက်ပြရောမင်းတို့ကောင်တရားငါတို့အစိုးရကိုမင်းစော်ကားတယ်ဆိုပြီးပုံမှန်ဘလောက်နဲ့ဆွဲကြီးလောက်ထောင်ကြရောနောက်ဘက်ဆုံးမှာပြည်သူတွေကဘယ်လိုပြောမလဲဟိုဘက်လက်ခံဒီဘက်လက်ခံနှစ်ဖက်စလုံးခံနေရတယ်ပေါ့ကိုသမီးကိုစားပြီးတော့နေခံနေရတဲ့ပုံဖြစ်နေတယ်သိတယ်မဟုတ်လားမိအိနှခန္ဓာတယ်ဆိုတာဒါကိုပြောတာပေါ့ဟုတ်တယ်အဲ့ဒါကြောင့်ပြောပါတိုင်းပြည်တပြည်မှာအဲ့ဒါကြောင့်ပြောတာလေအဲ့ဒီလိုမျိုးတွေဖြစ်လာလို့ရှိရင်သူတော်ကောင်းတရားတွေစိတ်သုံးသွားတယ်သူတော်ကောင်းတွေကဝင်မပြောတော့အဲ့တိုင်းပြည်ပြက်စီးတာပဲလေဒါပဲလေအခုဟာကခဏပြောသလိုကိုဖြစ်ကိုခံမယ်လေမနေနိုင်လို့ပြောတယ်ဟာလားမင်းပြောလို့မနေနိုင်လို့မင်းပြောတယ်မင်းဖြစ်မင်းခံမယ်ဘယ်သူမှမကိန်းနိုင်ဘူးကိုဟုတ်တယ်ဟာလားဟုတ်တယ်ကြိုက်တလောက်ဘောမှကြိုက်တလောက်ထမိန်ချုံကျွန်တော်ပြောတာကိုဖြစ်ကိုခံမယ်မနေနိုင်လို့ကျွန်တော်တို့ကခဏပြောတာမနေနိုင်လို့ဒါကျွန်တော်တို့ကပြောနေတာအမှန်မှန်တော့ရှင်းပြောမနေရတယ်ကျွန်တော်ကိုဘထူပြောပါတယ်ကျွန်တော်တို့အနေသာကြီးပြအမှန်မှန်ကဒီပါမှာဟုတ်တယ်ဟာလားကိုထမင်းကိုစားပြီးတော့မြန်မာပြည်မှာမွေးမြန်မာပြည်မှာကြီးပြီးမြန်မာကြီးကိုတောက်မြန်မာထမင်းကိုစားလို့ကျွန်တော်တို့ကမနေနိုင်လို့ပြောနေတာပဲရှိတာခဏတော့လူတယောက်အခုဘလောက်ပဲပြောသူလက်ခံမှာဖြစ်တာဟုတ်တယ်လားတိုင်းပြည်မှာတော့ဗတိုင်းပြည်အုပ်ချုပ်တဲ့လူကိုယ်တိုင်ကခဏကပြောလူတွေရဲ့ဝေဖန်သံကိုနားထောင်မှဖြစ်တာသူနားမထောင်လို့ရှိရင်ခဏကပြောဘာမှမဖြစ်လာဘူးလေအဲ့တော့ကျွန်တော်တို့ကမနေနိုင်လို့ပြောနေတာဒါပဲအဓိကကိုယ့်အကိုဂရုစိုက်ကြဖို့ပဲဒါပဲပြောချင်တာပါကျွန်တော်ကတော့လက်ကပါအခုလောလောဆယ်ကျွန်တော်တို့ကိုပြစ်ကိုခံပြီးသွားပြီလေတော့ဘူးသူတာလေးတစ်ခုတော့တာတစ်ခုတော့ရတယ်ဗျကျွန်တော်ရဲစေးသားယူရဲစခန်းကိုတိုင်ချက်တော့ဖွင့်လိုက်တော့
ကျွန်တော်ထွက်မေးတယ်ဗျဘယ်တွေကိုတိုင်ပြီးပြီလေကျွန်တော်ရီတာသလားအဲ့မှာတို့ကမေးလဲဆိုတာစခန်းမှုအဆင့်ရနေသူ့တပည့်ရိုက်လာမယ်ငါမင်းစခန်းမှုနဲ့တွေ့ကျင်တယ်လို့ပြောလိုက်ကောမှားတဲ့အမှုစစ်နေဘူးအလားတခါထားကျွန်တော်ကတိုင်ချက်ကိုဖွင့်ပေးနေတဲ့အချိန်တိုင်ချက်ကိုဖြစ်စဉ်ကိုပြောနေတဲ့အချိန်အကိုကရန်ကုန်ကိုပါသွားလောက်တာတဲ့ရန်ကုန်ကပြန်လာမှဖြစ်တယ်နိုင်ငံရေးကိစ္စပဲသွားတာပါသိနေတာနော်သူကလည်းတာဝန်မှုဆိုပြီးမှတူရဲဥစစ်အကိုကဘာဝင်ငွေတွေရလို့ဟဲ့အောင်မင်းကငါမြန်မင်းက NLD ကနေပြီးပြည်ပကထောက်ပံ့ပြီးတော့ငါလီးတယ်မှာကိုတိုင်းပြည်ကိုဖျက်တဲ့ကောင်များမှတ်နေလို့လားလို့ကျွန်တော်ဒီစကားမေးခဲ့တယ်ကျွန်တော်အခုချိန်ထိတရားသွားမဆွဲသေးဘူးတိုင်းကျမဖွင့်တာဘာကြောင့်လဲကျွန်တော်ရဲ့လုံခြုံရေးပိုင်းဆိုင်ရာကျွန်တော်သွားမလုပ်သေးတာဒါအန်ဩစရာတွေမေးတဲ့စကားလုံးတွေပေါ့နော်အန်ဩစရာတွေမသိကျွန်တော်တို့ကပဲဒေါ်စုလိုမျိုးနောက်အုပ်စုကကိုတိုင်းပြည်ကိုဖျက်ဖို့အတွက်ပတ်စံထောက်ပံ့နေတဲ့အဖွဲ့အစည်းပဲရှိနေသလိုလိုမသိဘူးမဟုတ်ဘူးနော်အဲ့ကျွန်တော်ဖြစ်တဲ့နေပြည်တော်ကမိုင်ငယ်ဆိုးဆိုအကုန်သိရေပြောလေပြောကျွန်တော်ကူညီခဲ့တာအများကြီးပဲအန်ဩစရာနောက်ပြီးတော့ဗျာရဲစခန်းကိုတရလို့တယောက်အနေနဲ့ဗျာခံရလို့ပဲဖြစ်ဘာပဲဖြစ်အမှုလာဖွင့်တယ်ဗျာတာဝန်ရှိတယ်တာဝန်မှုရှိတယ်ဗျာတာဝန်မှုကြီးကနေပြန်မှတ်တမ်းယူတယ်ကြပြပြေးထွက်လာပြီးတော့သူ့တပည့်တယောက်ကပြေးထွက်လာဘယ်တွေတိုင်ပြီးပြီလဲဆိုတော့ကျွန်တော်အန်ဩသွားတယ်အဲ့စကလုံးကျွန်တော်ကလည်းစော်တာဟုတ်ဗျမဟုတ်ရင်မဟုတ်တယ်လို့စာတင်တယ်လေဗျကျွန်တော်တို့အဓိကကျွန်တော်တို့ရည်ရချက်ကကျွန်တော်ဒီမျိုးသားနိုင်ငံရေးသမားတော်မှန်တယ်ကျွန်တော်ကကလောင်သွားပဲဓားသွားတယ်ထက်တယ်ဒါပေမဲ့အခုမထက်တော့ဘူးဗျဓားသွားတွေကပူထက်နေတယ်တနတ်သွားတွေကအဲ့လိုဖြစ်နေဆိုတော့အခုဆိုရင်လမ်းကြောင်နေတာပေါ့အေးသေးပဲအနားယူနေတယ်အေးပါကျွန်တော်တို့ကဘာပဲပြောဟုတ်လားပြည်ပမှာရှိတယ်ဆိုတော့တပန်တော့တာတယ်ပေါ့အကိုတို့ကြတော့မြေတကယ်လက်တွေ့မြေပြင်မှာဟုတ်လားလှုပ်ရှားနေရတဲ့ခါကြတော့ပူပြီးတော့လေအန်ဒီရများတယ်ပူပြီးတော့လေအပန်းအနေနဲ့နီးတယ်အဲ့တော့ကိုဘကခဏကပြောသလိုပေါ့အတန်းနိုင်ဆုံးဂယူးဆိုင်ပေါ့ဗျာဒါပဲပြောလို့ရမှာပေါ့ကျွန်တော်တို့ဘာမှပြောလို့မရဘူးလေနော်ရေရှည်ဝါမဲ့တော့အယိုးကြီးချောင်ပေါ့နော်ဟိုညောင်သီးလဲစားလေးဒီကတော့ဒီမကအကိုပြောသလိုပါပဲအမှန်တော့ဟုတ်ပါတယ်ကိုထမင်းကိုစားပဲအနေသားကြီးပါအစိုးရသည်အစိုးရလို့အစိုးရပဲလုပ်ရဒါပေမဲ့အစိုးရကလုပ်နေတာကလုပ်တော့လုပ်တယ်အားနေလာတဲ့အချိန်ကမှအားဆိုတာဘလို့အားလဲဒီလိုမျိုးမနိုင်တော့ပါဘူးမဟုတ်ဘူးပေါ့နော်သူတို့ကလှုပ်ဆောင်ချက်လိုအပ်ချက်အားလေးတွေနဲတယ်ချိန်မှာတာဝန်သိပြည်သူတယောက်နဲ့ဝင်ဖြည့်ဆည်းပေးတာကကျွန်တော်တို့ကဒါရှင်းလေကျွန်တော်ဆိုရင်မြေပြင်လဲဖြည့်ဆည်းတာပဲဆိုတော့ဒါပေမဲ့ကိုယ့်ရဲ့လုံခြုံရေးပိုင်းဆိုင်ရာကြတော့ကိုဖြစ်ကိုခံဆိုတာတကယ်အခုချိန်ကြီးလဲကိုဖြစ်ထားတဲ့အတွက်ကိုပဲခံထားရတာအဲ့လိုဥပဒေကတရားမျှတမှုမရှိဘူးပြည်သူကိုမကာကွယ်ပေးနိုင်ဘူးဆိုရင်အဲ့ရသိအန္တရာယ်ကြီးတယ်သိသိကြီးတာပေါ့ဘလို့အန္တရာယ်ကြီးလဲဆိုတော့တတိကိုမိုက်ကယ်ဆိုးကလောက်ကြခံလိုက်ပြီးကံကမကျင်납ဘူးဒီငါ့လောက်သွားတဲ့လူကငါပြန်ကလဲစာချေမယ်ငါမှလည်းလူရှိတယ်ဒီကောင်တွေကပြန်ရှင်းမဲ့လို့ကိုမိုက်ကယ်ဆိုးမှတလို့စိတ်ဓာတ်ရှိသွားခဲ့မယ်ဆိုရင်ဒါပေမဲ့လူဆိုတာရှိတတ်တယ်နော်ကျွန်တော်ကိုမိုက်ကယ်ဆိုးရှိတဲ့လူပြန်လုံးလို့ပြောတာမဟုတ်ဥပမာပြောပြတာအဲ့လိုဖြစ်လာမယ်ဆိုရင်သူ့လူထီလို့ငါမခံဘူးငါလူထီတော့ငါမခံဘူးဆိုရင်ဘာတွေဖြစ်လာမလဲတိုင်းပြည်ကဒီတရားဥပဒေစိုးမိုးမှုကဥပဒေဆိုတာကြီးသုံးဆောက်လို့မရတော့အဲ့ချိန်ကျရင်တိုင်းပြည်ကပျက်စီးရှိတာပေါ့ကွယ်ပျက်စီးတာကဘာလို့လဲဆိုတော့ငြိမ်းချမ်းစွာနေထိုင်လို့တော့ပြည်သူတွေအဓိကအနောက်ဆက်ဖြစ်တယ်မြင်တွေ့နေရတဲ့မြင်ကူးကြည့်ပြီးကိုမောင်တို့ပြောစိတ်ဓာတ်ကြမဲ့ယောဂတွေဖြစ်လာနိုင်တယ်လို့အများကြီးရှိတယ်အဲ့ကြောင့်ပြောတာနတ်စကအနေနဲ့ရှိတယ်ကျွန်တော်မှလည်းလူတွေရှိတယ်အခုဆိုရင်ကျွန်တော်အမှုလာခဲ့3 4 5 6ယောက်ဒါခါထိုးပြီးလိုက်ပြီးမယ်ရှိတယ်ကျွန်တော်လည်းကျွန်တော်လူတွေကျွန်တော်ရှိတာတို့တော့ကျွန်တော်ကသူတို့ကိုကို့အတွက်တို့တော့သူတို့ကိုဒီလိုခေါ်ပြီးသုံးလိုက်လို့နောက်တစ်ချိန်ထပ်ဖြစ်လာမယ်ဆိုရာဇဝတ်မှုကဖြစ်သွားတယ်ကျွန်တော်ဖြစ်စေချင်တာဒါမျိုးမဟုတ်ဘူးကျွန်တော်ဖြစ်စေချင်တာဒါမျိုးမဟုတ်ဘူးဥပဒေကကျွန်တော်ကိုလှုပ်လိုက်တယ်တို့တော့ကျွန်တော်သူ့ကိုဥပဒေနဲ့ပဲပြန်ဆုံးမကြည့်ကျွန်တော်လုံခြုံရေးပိုင်းဆိုင်ရာရကျွန်တော်အဲ့ချိန်ကတယောက်တည်းဆင်းလာခဲ့တာကျွန်တော်အကုန်လုံးစကားကိုကျွန်တော်နားမထောင်မဲနဲ့ကိစ္စတစ်ခုကိုကျွန်တော်သိရှင်းနော်ရဲမှုကိုလည်းဖုံးထိုးထားပြီးသားအဲ့မျိုးနဲ့ရဲမှုအဆင့်ကိုလည်းမျိုးနယ်မှုအဆင့်ကိုလည်းကျွန်တော်လာတွေ့မယ်ကျွန်တော်ပြောထားပြီးသားလာခဲ့ပါဟုတ်လားအဲ့တော့ကျွန်တော်သာပြန်ပြီးတော့ဒီလိုမျိုးတွေနဲ့ပြန်လူစုပြီးတော့ကျွန်တော်ဟာနဲ့ကျွန်တော်အင်အားလေးရှိပါဖြစ်မယ်ဆိုရင်ဘာဖြစ်မလဲဆိုကျွန်တော်တို့သွားခြင်းနဲ့လမ်းကြောင်းရတယ်ကျွန်တော်တို့သွားအခုပုံစံမျိုးနဲ့ပြန်သွားမယ်ဆိုဒါကျွန်တော်တို့ကအဖြေမဟုတ်ဘူး
အဖြစ်မဟုတ်ဘူးဟုတ်လားရာဇဝမှုပိုဖြစ်သွားဒါပေမဲ့ဒီလိုအဖြစ်မခံနိုင်လို့လဲကျွန်တော်ဒီတည်ငြိမ်အေးချမ်းမှုတစ်ခုကိုရအောင်စောင့်နေတာရယ်ဥပဒေစိုးမိုးနိုင်တဲ့လမ်းကြောင်းပေါ်တစ်ချိန်ရောက်မယ်ဆိုယုံကြည်ချက်ကကျွန်တော်အေးစင်းနေတဲ့တိုက်ရက်ပဲဖွင့်ထားတာရက်စင်းလိုက်ပါ ကျွန်တော်ပြောချင်တာလို့ကကိုမိုက်ကယ်ဆိုခဏလေးကျွန်တော်ပြောချင်တာဘာဆိုကိုမိုက်ကယ်ဆိုကမလုပ်ပဲကျန်တဲ့လူတွေကလုပ်မှာလောက်လာပြီဆိုရင်နောက်ပြီးတော့အနှစ်ကြာလာပြီဆိုရင်ယောဂကဆဆကသာကုသလို့ရတယ်နော်ယောဂရှင်းသွားရင်တော့ကုလို့မရတော့မရဘူးဆိုတာကဒီကောင်တွေကတော့ငါတို့လောက်ပါတယ်ဒီကောင်ငါတို့လောက်လို့မရတော့သူမိသားစုဒုက္ခပေးမယ်ဒီကောင်လည်းငါတို့အခွင့်အရေးအသေးချမယ်ဆိုပြီးနောက်ပိတ်ဆုံးမှာအခုဖျဲလေးလုံနေတဲ့ကောင်တွေရောအဲ့ PDF လုံနေတဲ့ကောင်တွေရဲ့မိသားစုအဝိနေပါဒုက္ခရောက်လာတာဒီချိန်တိုင်းတိုင်းပြပူဆိုးမှာဒါကိုနိုင်ငံတော်အစိုးရအနေနဲ့စဉ်းစားဖို့လိုတယ်တစ်ချက်အဲ့ဒီဖျဲလေးဆိုတဲ့ကောင်တွေကလည်းဒါပေမဲ့မပူတဲ့ဖျဲလေးဆိုတဲ့ကောင်တွေကအဲ့လိုမျိုးပုံသာဆက်သွားရင်သူတို့လည်းအသက်အန္တရာယ်ရှိတယ်လို့သူတို့မိသားစုလည်းမိသားစုအတွက်လည်းအသက်အန္တရာယ်ရှိတယ်ဒါဟိုဒီကောင်တွေကစဉ်းစားဖို့လိုတယ်ငါပိုက်ပြီးဆိုတဲ့ဒီနေ့ဒီချိန်မှာမြန်မာနိုင်ငံမှာသွားပြီးငါအရာရှိဆိုပြီးတတ်မလုံနဲ့ငါဗိုလ်ချုပ်ဆိုပြီးတတ်မလုံနဲ့ချမ်းမဲ့ကောင်တွေချောင်းနေတာနော်အဲ့ PDF မဟုတ်တဲ့ကောင်တွေလည်းခမရတို့ချဖို့ချောင်းနေတယ်ဆိုတော့ခမရစဉ်းစားတာဘာကြောင့်သိလားပြည်သူလူထုကိုအခုဟိုမှာတိုင်းပြည်ဖြစ်စီအောင်အတွက်လို့ဖျဲလေးလုံနေတဲ့ကောင်တွေပြောတာပေါ့နော်ဘုံမှုတို့ဘာညာဆိုတဲ့ကောင်တွေမင်းတို့မိသားစုလည်းလူတိတဲ့လူတွေနာကျင်တဲ့လူတွေရှင်းအောင်မှာဘာလဲရဲကပြည်သူရဲသားဝန်ထမ်းဆောင်ပြီးပြည်သူတယောက်အမှုလုပ်ဖွင့်တာမေးဟိုမှာထားပါနောက်နေရာမှာအမှုဖိနာဆိုလက်ခံလို့ရသေးတယ်ဒီဒေသမှာဖြစ်ပြီးဒီနေရာမှာဖြစ်ပြီးဒီရဲစခန်းမှာအမှုဖိလို့ရဆိုအဲ့ငနောကမစဉ်းစားဘူးလားဟိုစဉ်းစားရမှာဒါကိုစဉ်းစားရမှာ तू အုံတော်ရှိတယ်ဆိုရင်ဟုတ်တယ်လေအဲ့ဒါပဲတခါကြရင်ကျွန်တော်မြန်မာနိုင်ငံကျစိတ်ပြတ်ဖို့ကောင်းတယ်ဆိုတာသိလားကိုကကျွန်တော်တို့ပြည်သူကလည်းရဲဆိုတွေ့တာနဲ့ကြောက်နေရတယ်ဘာမှကြောက်စရာမကြောက်ဆိုဂယူးကိုမဆိုင်တာမင်းလုံးငါလုံးငါလောက်တယ်မင်းလည်းဥပဒေပေါ်မှာမရှိသလိုငါလည်းဥပဒေပေါ်မှာငါမိုင်းလည်းငါဖမ်းကထိရမှာဥပဒေနဲ့မင်းမိုင်းလည်းမင်းဖမ်းကထိရမှာပဲငါရဲဆိုလို့ငါဘာကောင်ဆိုလို့ဆိုအားရလာမပြော sorry ပါကျုပ်တို့ကလက်ခံတာမဟုတ်ဘူးအဲ့ဒါတွေကိုအဲ့တော့မင်းရဲဆိုပြီးငါဟောက်နေနဲ့ဟောက်လို့မရဘူးအဲ့တော့လက်ဘေးကိုတက်နေလိုက်မင်းပြည်သူလာစားနဲ့စားနေတဲ့ကောင်တွေအဲ့ဒါကျွန်တော်မပြောချင်အဲ့တော့မြန်မာပြည်ကြီးကပြက်စီတာပဲကောင်းပါတယ်ဗျာပုံမှန်လေးပြောပြက်လက်ပြက်စီနေပါပြီဟုတ်တယ်ရှိတယ်မလောက်စားလေးအာနာလေးကိုသုံးစားမဲ့နေရာမှာဆိုရင်ဟောက်စားမဲ့နေရာဒီကောင်းတဲ့နံပါတ်1တကယ်နီလာကကျတော့ကောင်းတဲ့ဟိုတယ်လောက်တယ်အဲ့လိုမျိုးကောင်းတွေကကျွန်တော်ပြောရမယ်တိုင်းပြည်ကြီးကိုဝိုင်းပြီးပြက်စီနေတာပဲရှိတယ်နိုင်ငံကိုတကယ်နီလာကလည်းချစ်တဲ့ကောင်းတွေဒီကောင်းမှလည်းမရှိဘူးတရားဥပဒေကိုလည်းတကယ်လေးလက်စားလိုက်နာမဲ့ကောင်းတွေလည်းရှိမဲ့ပုံပေါ်ပါဗျာအဲ့ဒီရောက်အကြပြောတာမြန်မာလူမျိုးတွေကလေခိုးဖို့လောက်ဘလို့အခွင့်အရေးရအောင်ဘလို့လုပ်ပြီးဘလို့လိန်ညာပြီးစားတော့ရမယ်ဆိုတော့အသိပညာကနေခင်ဗျာသစင်ပြတဲ့ဟိုပြောမှလည်းအဲ့ဒီအစစ်နဲ့ကိုခင်ဗျာကြော်ပြီးစဉ်းစားသိနေပြီရဲလို့လည်းရဲကလည်းရဲလို့ဟုတ်လားကိုလာစာနဲတယ်ဆိုလာစာနဲတဲ့အကြောင်းကိုကရဲတွေကနေမှကျွန်တော်တို့အစိုးရဝန်ထမ်းတွေလာစာနဲတယ်ဒါတွေတိုးချက်ပြီးပါဆိုခင်ဗျာဆန္ဒပြလို့လက်ခံတဲ့ဒါတွေကျွန်တော်တို့ကအေးခင်ဗျားတို့ဆန္ဒပြရုံပဲမဟုတ်ဘူးဥပဒေကိုလည်းဥပဒေလို့လက်ကညာလို့ငါတို့ရဲလောက်ပိုင်ခွင့်ကဘာလဲရဲကဘာလုပ်ရမလဲဆိုအဲ့ဒါကိုသွားသိတယ်အဲ့ကြောင့်ပြောတာပေါက်က40တွေလောက်နေတာကျွန်တော်တို့မြန်မာနိုင်ငံကလေပြောလိုက်ဆရာကြီးတွေများတယ်လောက်စလိုက်စောက်သွဲတွေအဲ့ဆရာများလို့တိုင်းပြည်ခဏခဏပြက်စီနေတာအဲ့အဖြေပဲဥပဒေကမကောင်းတာမဟုတ်ဘူးလူတွေကရှိနေတဲ့ဥပဒေကိုလက်တလုံးကြားအတုံးချနေကြတာဥပဒေအတိုင်းတကယ်လို့တိုင်းပြည်တိုးတက်ပါတယ်နော်ဟုတ်တယ်ဥပဒေအထက်မှာဘယ်သူမှမရှိရဘူးဆိုတဲ့ဆောင်ဖို့အတိုင်းသွားလို့ရပါတယ်ဒါပေမဲ့အခုကဥပဒေအထက်မှာလူအများစုကနေပြီးတော့လက်ရှိဥပဒေကိုနော်လက်တလုံးကြားလုပ်ပြီးတော့နော်လှည့်ပတ်ပြီးတော့လိန်ညာနေကြတာနော်ဥပဒေကိုလက်တလုံးကြားလုပ်ပြီးတော့ကြီးနိုင်ငံချင်းလုပ်နေကြတာပါဥပဒေကြောင့်မဟုတ်ဥပဒေကမကောင်းတာမဟုတ်ဥပဒေကကောင်းတယ်လူတွေမကောင်းတာအဓိကလူတွေပြင်ဖို့လူတွေမကောင်းတာမလေးစားဘူးမလိုက်နာတာလေခဏပြောသလိုပေါ့အမေရိကမှာဆိုလို့ရှိရင်ဟာကျွန်တော်ဒီမှာဆိုလို့ရှိရင်လူတိုင်းဥပဒေကိုကြောက်တယ်ဘာလို့ကြောက်လဲခဏကပြောသလို speeding မောင်းမိရင်တော့မှခဏပြောမတန်တဆကိုဒဏ်ကြီးဆောင်ခိုင်းတာလေဆိုတော့လူတွေကအဲ့ဒါကိုကြောက်တာခဏပြောဟိုတန်ရတန်ကြီးမဟုတ်လေဗျာဟာ3-4-500ပေးအောင်သူကတမင်ကိုလှုပ်ထားတာဥပဒေကိုတ
တမင်လေးစားလိုက်နာအောင်ဆိုပြီးတော့လှုပ်ထားတာပြီးတော့ဥပဒေကိုလူတွေလေးစားလိုက်နာအောင်ခဏပြောသလိုပေါ့မတန်တဆကိုဘယ်လိုပြောမှာပုံမှန်တွေနဲ့ခဏပြောထောင်နေချတာအမေရိကမှာဆိုလို့ရှိရင်ခဏပြောလို့လူတက်မှုပဲဖြစ်တခုခုပေါ့နော်ရိုက်မှုဘာညာဖြစ်လို့ရှိရင်ချလိုက်လို့ရှိရင်အနည်းဆုံး50နှစ်ပဲအဲ့ဒီအထက်မှာကြီးပဲရှိတယ်ဆိုတော့ခါကျတော့လူတွေကကြောက်တယ်အမှုဖြစ်ရမှာကိုမြန်မာပြည်မှာကျတော့အဲ့လိုမဟုတ်လေပိုင်ရဆိုင်ရာတွေနဲ့ခဏကပြောလို့လူတက်မှုဖြစ်တာတော့မပိုင်ရဆိုင်ရာတွေနဲ့လုံရင်လွတ်နိုင်တယ်လေပတ်စံရှိလို့ရှိရင်ထောင်မကြောက်ဘူးဆိုတာမြန်မာပြည်မှာအမှန်ပဲလူတွေကဥပဒေကိုဖျက်ဆီးလိုက်တာမြန်မာပြည်မှာကျတော့အဓိကအဲ့ဒါဒီမှာတော့ဟိုလူတယောက်ကအမှုဖြစ်ပြီဆိုရိုးရိုးဟိုအရက်မူပြီးကားမောင်းရင်တော့မှသူကဟိုတစ်နှစ်လောက်ကိုအနည်းဆုံးတစ်နှစ်လောက်သွားတယ်သူကစိတ်လူတယောက်ကိုစိတ်တက်ကြပြီးတော့နောက်တစ်ခါဟိုပြစ်မှုမကျူးလွန်ခြင်းနဲ့စိတ်ဖြစ်သွားအောင်သူတစ်ချက်ထဲနဲ့သူကအပြတ်ဆိုတာနောက်ဆုံးဟိုနည်းနည်းအမှုကြီးတယ်ဆိုလို့ရှိရင်ဒီလူကသူ့ကိုယ်သူတေချောင်းကြံလောက်တဲ့အထီကိုစိတ်ဆင်းရဲသွားအောင်ဆိုတာဒီမှာအဲ့လိုမျိုးမြန်မာနိုင်ငံမှာအဲ့လိုလုပ်ကြည့်ပါလားဘယ်ဒီအခုဖျဲသီးဆိုတာရှိကုန်မရှိဘူးသိကြတာပေါ့မလုပ်လို့ပါဥပဒေကကောင်းတယ်လူတွေမကောင်းတာလူတွေကလက်ရှိတည်ဆဲဥပဒေကိုလက်တလုံးကြားလုပ်ပြီးတော့မှကြီးနိုင်ငယ်ညှင်းပုံစံမျိုးနဲ့သွားနေကြလို့ပါမှန်တကယ်တော့ဥပဒေကိုလေးစားပြီးတော့ဥပဒေကိုလိုက်နာပြီးတော့ဥပဒေတိုင်းတာလုပ်ကြည့်တိုင်းပြည်လဲတိုးတက်ပြောင်းလဲလာမယ်လူတွေလဲပို့ပြီးတော့မှလိမ်မာရေးကြားတွေပို့ရှိလာမယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့လူစိုးသခိုးတွေလဲပိုများလာသလိုလူယုံမာတွေလဲပိုများလာလိမ့်မယ်တိုင်းပြည်လဲတိုးတက်ပြောင်းလဲမှာမဟုတ်ဘူးဆင်းရဲတဲ့ပို့ပြီးတော့ပဲဆင်းရဲလာလိမ့်မယ်ဒါကဥပဒေကိုရှုဖောက်ကြတာဒီစဲဥပဒေကိုမလိုက်နာမလေးစားတာဥမာဘာစစ်တပ်ကဗိုလ်ကြီးဟောင်းနေမျိုးဝေလားနေမျိုးအောင်လားပါလေနေမျိုးစင်အဲ့နေမျိုးစင်ပြောရတဲ့စကားတွေကကျွန်တော်သူ့တချို့ကတော့မကြိုက်ပေမဲ့သူပြောရတဲ့ကကျွန်တော်ကမကြိုက်တာလည်းရှိတယ်ကြိုက်တာလည်းရှိတယ်နော်တကယ်ပြောတာဘာလို့ဒီကောင်တွေကကျွန်တော်မြန်မာနိုင်ငံမှာဘာဖြစ်လဲဥပဒေရမသွားပဲခင်ဗျကွန်မြူနီတီအတွက်ကြတော့သူတို့ကဟိုဥပဒေရကာကွယ်ပြီးတယ်ပြည်သူတွေတက်ကြတော့ဥပဒေကိုကာကွယ်မပေးဘူးဗျာကျွန်တော်ပြောရှိနေမျိုးစင်ကသွားပြီးဒါတွေကပြောတော့နေမျိုးစင်ထောင်ကြတယ်ကျွန်တော်ပြောတာဒါတွေကမဖြစ်သင့်ပါဘူးဖြစ်နေတာကဘာလဲဆိုရင်အဲ့တော့ကိုမောင်စေးစကားလေးဆက်ဖြတ်ပြောရမယ်ကျွန်တော်ကိစ္စရှိလို့ဆင်းပြီနော်ကိုနော်နောက်တစ်ခါကြာမှစုံမယ်နော်โอเคအားလုံးပဲဟုတ်ကိုမပါလေโอเคပါโอเคဟိုကျေးဇူးများတင်တယ်မှာအိမ်မှာကသူကတက်ကျင်နေတဲ့ချစ်ပြပါဦးတဲ့ဘေးကအိမ်မှာထိတ်ပြပါအာမင်ပါအာမင်မဟုတ်ပါဘူးအာမင်အာမင်လားစိတ်တော့ရှိတ်ပေးလိုက်မယ်ကျွန်တော်ပြောပြီးပြီကျွန်တော်ကဟိုဒီပိတ်နေဆိုကျွန်တော်တင်ပါမဟုတ် connection fair တယ်လေမရဘူးနော်ရှိတ်တယ်ဒီမှာလည်းသူနေပိတ်လာပါလဲတော့မသိဘူးနေပိတ်ဆိုတော့ချလိုက်ပေါ့တက်လာပြီကျွန်တော်လည်းမသိဘူးမသိလို့တင်ပေးလိုက်မိလိမ့်မယ်ဒါပေမဲ့တက်လာပြီးတော့ဖင်ပိတ်ညင်းတဲ့လူတန်းစားဆိုကျွန်တော်ချက်ချင်းဖြုတ်ချဒီနေမျိုးစင်ဆိုတာကဒါသူ့ရဲ့သမိုင်းကြောင်းပြန်ကြည့်မယ်ဆိုဒီကောင်လူကောင်းမဟုတ်ဘူးဒါကကျွန်တော်လူတိုင်းပဲတို့လက်မခံဘူးပေါ့နော်ဒါပေမဲ့တချို့ရတယ်သူပြောတာတွေတော့ဒါပြည်သူရဲဆိုရင်ပြည်သူပဲကာကွယ်ရမှာလေနော်ဒါတွေတော့ဖြစ်စေချင်တာအဲ့လိုမျိုးဖြစ်စေချင်တာမဟုတ်ဘူးကိုခုနပြောသလိုပေါ့အထက်ကဖြစ်တာမဟုတ်အထက်ကတော့စီမံချက်တွေစီမံချက်တွေရှိတယ်အောက်မှာရှိတဲ့လူတွေကစင်ငဲနဲ့ဟိုဒါပြောမယ်ဆိုဝန်ထမ်းမှမဟုတ်ဘူးတခြားလူတွေလည်းဒီလိုပိုင်ရဆိုင်တွေနဲ့လောက်ကြနောက်ဆုံးဘယ်လောက်ထိပြောရမလဲဆိုလို့ချင်းကုမ္ပဏီမှာလုပ်တဲ့ဝန်ထမ်းတော်မှာကိုကနည်းနည်းလေးနှစ်ကြာနေလို့ချင်းကိုကဟိုကိုယ့်တဲ့နောက်မှဝင်လာတဲ့လူကိုနည်းနည်းဟိုအနိုင်ကျင့်နေတဲ့လူတန်းစားတွေလည်းရှိတယ်ဒါမြန်မာပြည်မှာမဟုတ်ဒီနိုင်ငံမှာလည်းရှိတယ်သူတို့တွေနည်းနည်းလေးအင်္ဂလိပ်စကားပြောတတ်လို့ချင်းဟိုအင်္ဂလိပ်စကားမပြောတတ်တဲ့မြန်မာတွေအလုပ်ထဲဝင်လာပြီဆိုလို့ချင်းဟိုဖိပြီးတော့မှခိုင်းနေကြတယ်အနိုင်ကျင့်ကျင်တယ်ကျန်တဲ့ဟိုသူတို့တဲ့အင်္ဂလိပ်စကားပိုတတ်တဲ့လူတွေဆိုတခုံးမှမပြောရတဲ့လူတန်းသားတွေရှိတယ်ဒီမှာအဲ့ဒါဘာနဲ့ဆိုင်လဲဆိုတော့ဥပဒေနဲ့ဆိုင်တာမဟုတ်လူတွေနဲ့ဆိုင်တာအဓိကလူတွေရဲ့စိတ်တက်မပြောင်းလဲတာပေါ့လိုက်သူကနေပေးမဟုတ်ပါဘူးတဲ့တင်ပေးထားတယ်ဒီမှာတင်ပေးထားတယ်
နော်တင်ပေးထားတယ်မတင်ပေးထားမဟုတ်အဘက်ကတက်လို့မရဘူးလားဗာလဲမသိကျွန်တော်ဘက်က line မကောင်းလို့ပဲလားဗာလို့လဲတော့မသိဘူးနော်အဘမှာကျွန်တော် က line မကောင်းလို့ဖြစ်လိုက်ပဲ ရတယ်ကိုဘက်က line မကောင်းတာဖြစ်ကိုပုံတော့ ဟုတ် ဟုတ်တယ်ကျွန်တော်ဘက်က line မကောင်းလို့လားမသိဘူးကျွန်တော်တင်ထားတယ်ဒီမှာပေးထားတယ် ကိုစောဘသူဘက်ကမကောင်းတာဖြစ်မယ် ထပ်တင်ထားတယ်ထပ်တင်တယ် connection fair တဲ့ကျွန်တော်ရှီရဖြစ်မယ်ကျွန်တော်ရှီရ line မကောင်းလို့ဟုတ်ဘူးကျွန်တော်တို့က ပုံတော့ နီပိတ်မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ကနီပိတ်ကိုမတင်တာကျန်တဲ့ကြားချပြီးတော့ဆွေးနွေးခြင်းတဲ့လူတင်ပေးလို့ရတယ်နော်ဟိုဘက်ဒီဘက်ပြပြနေတဲ့ဟာတွေကိုကြားကနေတော့ဆွေးနွေးခြင်းတဲ့ဆိုကျွန်တော်တို့လက်ခံတယ်လက်မခံစရာအကြောင်းမရှိဘူးလက်ကြီးပြပြနေတဲ့အရာတွေကိုကြားချပြီးတော့ဆွေးနွေးလို့ရတယ်လက်ခံတယ်ကျွန်တော်တို့က line ကတိတ်ရှင်နေမကောင်းတာဖြစ်နေကျွန်တော်တင်ပေးတယ် သူကတင်လို့မရဘူးသူကကျွန်တော်တော့ဆိုတိပါကျွန်တော်တို့လက်သားတွေဖြစ်ခဲ့ဘူးတယ် ကျွန်တော်ထပ်တင်ထားတယ်အခု တိုင်း သူက line မကောင်းလို့ မင်္ဂလာပါမ စော င်္ဂ ဘသူပုံ တဲ့သူတွေကနောက်မှနှုတ်ဆက်တဲ့သူတွေရောအားလုံးမင်္ဂလာပါနော်လောက်ပါဆွေးနွေးပါကျွန်တော် ကျွန်တော်ကထိုင်းကပါတဲ့ထိုင်းမှာဆိုလဲဒါဒီမော့ကတဲ့ကိုစောဘထုဘက်က line မကောင်းတာလည်းဖြစ်နေတယ်တခါကြတော့လဲဟိုဒီနေ့ဖြစ်တာလည်းပါနိုင်တယ် ဟုတ်ပြီထပ်ချိတ်ပေးလိုက်မစဲတတ်ဘူးပဲဆွေးနွေးနေတာထပ်ချိတ်ပေးလိုက်ဟိုလက်ခံပေး ညကျွန်တော်ခဏလေးအပြင်ထွက်ပေးမယ်အိမ်ပြင်ထွက်ကြည့်လို့ line မိမလားမမိလား ဟုတ်တယ်တော့တက် အိ ပါ မ်ထဲမှာရှိမှ line မမိပါအိမ်ပြင်မှာထွက်ဘလို့တက် line မိမှာလဲကိုစောဘထုရ မဟုတ်အိမ်ထဲမှာ line မမိလို့မဟုတ်ဘူးဘုံနေမဟုတ်ဘူးဟိုဗာလဲ wifi သုံးတာမဟုတ်ဘူးဖုန်းက data နဲ့သွားနေ အော်အဲ့လိုလားနော်ထက်တည်ကြည့်မယ်အိမ်ပြင်တော့ရောက်လာပြီရလားမရလားတော့ ကိုမောင်ဆုံးစောဘသူပုံမြင်ရလားကျွမ်းမှမမြင်ရဘူး ရတယ်လေ ဟုတ်လား ကျွန်တော်ဘက်မမြင်ရဘူး အိမ်ခိုင်နေပြီကျွန်တော်ရတာအောင် ဟုတ်လားဒီမှာကျွန်တော်တင်ပေးထားတယ်ထပ်တင်ပေးထားတယ်ဟောရပြီ ရပြီဒီလို ဟုတ်ဆက်ရပြီ ပြင်းနေတာမမြင်ရအောင် ရပါတယ်ဟိုလုံကြုံရေးရမပြခြင်းလည်းရပါတယ် မင်္ဂလာပါ မင်္ဂလာပါပြီတို့ မင်္ဂလာပါ မပြတာမဟုတ်ဘူးပြတယ်ဒီမှာကျွန်တော်စိတ်ဝင်ဒီဘက်ကြီးအားတရုံလုံးဖြစ်နေတာဆိုတော့ဒီကောင်နေနဲ့စကားပြောတာသိအဆင်မပြေဘူးအားကြောင့်အဲ့ဒီကိုကြီးသောဘသူတို့ဒီဟိုကကိုကြီးမောင်ဆိုးတို့ဒီကိုဇိုးတို့အများအားကျွန်တော်ကြည့်ပြီးအားပေးတယ်ဒီကနီပိတ်တွေကတော်တော်နီပိတ်နေလို့တစ်ဖက်တက်ကြီးမြင်းနေတာလို့ဟိုဘက်သူ့ဘက်ရဲ့လို့တစ်ခါမှမကြည့်ဘူးသူကမင်းတို့ဘာသိတုံးဆိုရင်မင်းတို့ကဘာလို့အာနာသိမ့်လို့မင်းတို့ကဘာဖြစ်လို့မင်းတို့သိတာအခုအောင်သားစုကြည်မင်းတို့ဗဇက်ထဲမှာအမေအောင်သားစုကြည်ကလွယ်မင်းတို့ဘာမှမသိဘူးမို့လားလို့ပြောတယ်ဟုတ်တယ်တဲ့အမေမင်းတို့အောင်သားစုကြည်ဗဇက်ထဲကချနေရွေးရတော့ဘယ်တော့မှမင်းတို့ကောင်မြန်မာနိုင်ငံလူအေးချမ်းမှာမဟုတ်ဘူးသူ့ကိုယ်ညှိပြီလို့အမှန်မင်းတို့ခါနံပါတ်1ဆွေးနွေးမှာဘာဆွေးနွေးရမလဲဆိုရင်မင်းတို့အနေနဲ့ဘာကြောင့်အာဏာသိမ်းတာမင်းတို့လေးလာလေမင်းတို့ကတရားကောင်းလို့မင်းတို့ဘက်ကအာဏာသိမ်းတာခင်ခံလိုက်လေလို့မမရဲဆဲမိရောအမှန်မင်းတို့ဘာကြောင့်အာဏာသိမ်းရလဲဆိုရင်ဘာဖြစ်လို့မဲခိုးတော့ဘာဖြစ်လို့ဒီလူနည်းစုဖြစ်နေတဲ့ကဲအခုတိုင်မျိုးပါတီတို့ရှားပြီးပါတီတွေအများကြီးမဟုတ်လားပြီအဲ့ဆိုရင်မင်းတို့ကောင်နေဟိုဖြစ်ပေါ့ဟိုလူနည်းစုမင်းတို့က view မဆိုင်ဘူးငါတို့ကလူများတယ်သူတို့လည်းကြည့်ပေးကြမလို့ငါတို့မဲတွေလိမ်ရင်မခိုးရင်ခိုးမယ်တို့ကနိုင်ပြီးသားဒါဖြည့်ကြည့်ရမလို့ဆိုတဲ့စိတ်တက်မျိုးနေတော့ဒါမင်းတို့ဒီမိုကရေစီသွားဖို့ဆိုတာဘယ်တော့မှမဖြစ်နိုင်ဘူးကျွန်တော်အများအားလို့ပြောအဲ့တော့ဒီမှာအများအားကိုကဓာတ်နဲ့လာထိုးရဲကျွန်တော်အရင်ပထမတယောက်ကဈေးထဲမှာလိုက်ထိုးတာဒီကွာထဲမှာမထိုးရဲဘူးဒီလိုလေ
ဈေးထဲမှာကျွန်တော်လိုက်ထူတော့ကိုကလည်းပဲသူတို့လိုမှစောက်အမှာမဟုတ်တာပြန်ချတာပေါ့သူလုတ်ကိုလုတ်တော်ရဲကပါဇက်နဲ့ပါဇက်မတ်တက်ပြီးအုတ်ထုတ်ဆောင်းသွားတော့အဲ့မှာကိုတော့ဒီကွာတစ်ချက်ထိကြတာပေါ့သူတို့တဲရတဲ့ကောင်တော့အမတကောက်တီပြပေါ်နေဆောင်ထိုးခဲ့လိုက်တယ်ကိုလည်းလက်ယုံလာတော်တော်နီးပိတ်ဒီလို့ရန်လုတ်ဖို့လောက်ပဲဒီကောင်နဲ့ပြဿနာရှာတာအများတန်းလို့အခုတင်အောင်လုံးမှာကျွန်တော်တယောက်ပဲလေဦးနဲ့အလူလာခံမဲတဲ့မင်းတို့အမေတွေမင်းတို့ပြန်ဘူးတဲ့နေမင်းတို့အဲ့ဒီမင်းတို့ PDF တွေကိုငါအလူထည့်ပေးမယ်ကွာကျွန်တော်အဲ့လိုမတ်ရင်ဆဲပလိုက်တော်တော်နီးပိတ်တာလို့တခါမှသူ့ဘက်ကိုပဲမကြည့်ကြဘူးနဲ့ကိုကြီးဆွေးနွေးခြင်းလည်းမရှိတိုင်ပင်ခြင်းလည်းမရှိပါဇက်ထဲမှာစုကြည်မေးဒီဟာကြီးကလွယ်ဘာမှမရှိတော့ဘူးအဲ့တော့နေရာတိုင်းမှာပါပဲဖြစ်နေတာကတော့တော်တော်ပိတ်နာလို့အခုအမှန်ဆိုရင်မြန်မာပြည်ငြိမ်းချမ်းမှုအတွက်တို့ဘယ်လိုဆွေးနွေးမယ်တို့ဘယ်လိုတိုင်ပင်မယ်တို့ဘယ်လိုတွေလုပ်ကြမယ်အေးချမ်းအောင်တို့ဘယ်လိုတွေကူညီကြမယ်လို့တခါမသိစားဘူးသူတို့စိတ်ထဲမှာဘာတော့ဆိုရင်PDF တွေကိုထောက်ပံ့မယ် PDF တွေကိုလူမယ်မင်းတို့ထောက်ပံ့လူတတ်နိုင်လို့မင်းတို့အမိပါပေးလို့ငါနဲ့မဆိုင်ဘူးဒါပေမဲ့မင်းတို့ကတယောက်နဲ့တယောက်မြန်မာပြည်ငြိမ်းချမ်းမှုအတွက်အဲ့လူတွေမလုပ်သင့်တော့ဘူးဟိုတခါဖုန်းကြီးတတ်တဲ့ကိစ္စလေမင်းတို့စစ်တပ်ကတတ်ပြီးတို့ PDF ကိုလှည့်ချလို့လဲထင်သာမြင်သာပြီးစစ်တပ်ကတတ်တယ်လုံနေပြန်ပြီလားလို့လိုအဲ့ဒီငါတို့ဖျားညတိုင်းချီခိုးတယ်ချီခိုးတိုင်းလဲစုတောင်းတယ်လို့ဖုန်းကြီးတတ်တဲ့အုပ်စုအကုန်လုံးအသေးဆုံးနဲ့သေးမြန်ဆုံးကြာရှုံးပါစေလို့ငါအမြဲစုတောင်းတယ်လို့ပြောလိုက်အခုလဲဖြည်းဖြည်း PDF တွေမျိုးတုံးနေပြီဘယ်လောက်ထိမျိုးတုံးနေလို့ရင်ကိုကြီးနဲ့3လောက်ကိုဖြစ်နေပါပြီကျွန်တော်တို့ဟိုဘက်နယ်ဆိုရင်ဒီနံပါတ်ကျွန်တော်တို့နံပါတ်နဲ့ပြောဝကြားထဲမှာနေတာလေအဲ့ဒီမှာဆိုတော့အများအားသူတို့ကတစ်ခါလာလဲဟိုကျွန်တော်ကိုကအဲ့လိုရွာလူကြီးလောက်တယ်အဲ့လိုပဲရွာလူကြီးလောက်ရင်ကောင်ကြီးကချောင်းချောင်းလှုပ်ဖို့ချောင်းနေရတဲ့ကျွန်တော်ကလည်းသိတဲ့အတိုင်းပဲသူတို့လိုဝါမမို့တာစစ်ထွက်တွေဆိုတော့အသက်ကိုမခံတာသူရွာနဲ့စစ်တပ်နဲ့လည်းနည်းနည်းနီးတော့တယောက်မှလာမကတ်ရဘူးအဲ့လိုဟိုဖြစ်ပြီးတော့ကိုရသားတွေကစတချို့ရွာသားတရွာလုံးမှာဟိုလောက်ရှိအင်ဂျီ150လောက်ရှိတယ်အဲ့တော့ဟိုလောက်ကကျွန်တော်တို့20လောက်ကအဲ့လိုမေစုဆိုတာကြည့်တယ်နောက်မင်းတို့အေးစစ်စစ်နေဒီကလို့တာမနေဘူးဆိုရင်ဥဒုစာကြီးလုံးမလားကျွန်တော်ကအဲ့လိုနေတာငါလက်စစ်တပ်မတိုင်ဘူးမင်းတို့လည်းPDF အာမကုန်နဲ့ဥဒုလုံးကြီးလုံးမလားအဲ့လိုပြက်ပြက်တတ်တာပြောတဲ့အခါကျမှခုတရားလုံးကငြိမ်ငုံနေဩကိုရကိုငြိမ်းချမ်း